ကာလာဆောင်ရောက်ပြီလားကာလာဆောင်ရောက်ပြီလားမေးတဲ့ကာလာဆောင်မရောက်ပါဘူးအခုမမေဆိုပြထားတဲ့အအောင်ကကြတော့ဘိုဆန်နဲ့ပန်းကပရဖြစ်တယ်ပေါ့နော်ဒီအောင်လေးကကြတော့လူကြီးနဲ့အရန်လိုက်တယ်တနေ့ကုန်ကြောက်ရှိခံပြီးတော့နှခမ်းသားမှာနူးညံ့အိဆက်လို့လူကြီးတွေလည်းအရန်ကြိုက်တယ်လူငယ်တွေလည်းအရန်ကြိုက်တယ်ဒါလေးကတော့ပန်းစီအနေအောင်ပေါ့နော်ပန်းစီအနေအောင်ကကြတော့အယောင်ရှားတယ်ပေါ့နော်ဒီအောင်ကကြတော့ဆိုလို့ရှိရင်မျက်နှာကိုလင်းပြီးတော့ရုပ်ထွက်ပိုလာတယ်ပေါ့နော်သူ့ကို risk color လို့နာမည်ပေးထားတယ် risk color ဆိုတာကတော့တထေးမတွေအယောင်ပေါ့တထေးမတွေကိုကိုစားပြုတဲ့အယောင်အရန်လာတယ်ပန်းရောင်တုံတုံကြီးမကြိုက်ရင်ဒီပန်းစီအနေအောင်လေးကိုဆိုနော်အရန်လှလို့ပြောတာကဲနောက်တစ်ယောက်ကကြတော့လေလူတိုင်းကြိုက်တဲ့အရာနော်လူတိုင်းနဲ့လိုက်တဲ့အရာမီညိုရောင်ဆူဆူလေးသူကကြတော့အသားဖြူတဲ့သူကညိုတဲ့သူတွေပါအရန်လိုက်တဲ့အရာပေါ့နော်ဆိုထားလို့ရှိရင်မျက်နှာကိုလင်းစေတယ်သူများနဲ့ရှင်လိုက်လို့ရှိရင်ကိုယ့်မျက်နှာကဒါလေးဆိုတော့ရင်ပို့ပြီးတော့လင်းတယ်ပေါ့နော်နောက်တစ်ယောက်ကဲဒီအယောင်ကကြတော့လူငယ်ဆန်ဆန်လေးနဲ့အယောင်ရဲတာလေးမှကြိုက်တယ်ဆိုရင်နော်ဒီအနီရဲလေးကိုဆိုပါသူ့အနီရောင်အရဲကစပ်ဖြဲဖြဲရဲတာလေးမဟုတ်ဘဲနဲ့လူငယ်ဆန်နဲ့နှကန်းနီရဲလေးမို့လို့အရန်လှတယ်ကဲနောက်ဆုံးတရားနောက်ဆုံးရောင်ကကြတော့မမင်းစီမှာလူကြိုက်အများဆုံးအုတ်ကျိုးရောင်လူတိုင်းနဲ့လိုက်တဲ့အရောင်ဖြူဖြူမဲမဲညိုညို